ရဲ့ဖုန်းထဲမှာလက်ကျန်ငွေလည်းမရှိတော့ဘူးအင်တာနက်လည်းကုန်နေရဆိုရင်မိမိဒီတက်အထဲမှာရှိတဲ့ point တွေနဲ့အင်တာနက်ဘယ်လိုလဲသုံးရမလဲဆိုတဲ့နည်းလမ်းလေးကိုဒီနေ့မိတ်ဆွေတို့ကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးဒီတက် app software လေးတွေကိုဝင်ပေးလိုက်မယ်ဒီထဲရောက်လာပြီဆိုရင်ကျွန်တော်တို့ point အနေနဲ့လဲမှာဖြစ်တဲ့အတွက်ဒီအောက်ကဒီတက်စုများဆိုတဲ့ထဲဝင်ပေးလိုက်မယ်ဒီနေရာမှာခဏလေးစောင့်ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်ကိုယ့်ထဲမှာ point ရှိတဲ့လောက်ကိုလဲလို့ရရပေါ့နော်ကျွန်တော်ကတော့ဒီမှာ250ပဲရှိရပေါ့နော်250တည်းရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမှာ250တည်း point အောင်လဲလိုက်မယ်ပေါ့နော်ဒါဆိုရင် internet 1GB ရှောင်းနိုင်အသုံးပြုလို့ရမယ်ပေါ့နော်ကျွန်တော်တို့လဲမယ်ဆိုရင်ဒီနောက်ကစာတန်းလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ခဏလေးစောင့်ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင် confirm နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ internet ကို 1GB ရှောင်းနိုင်အသုံးပြုလို့ရပြီပေါ့နော်ကျွန်တော်ကတော့ internet ရှိနေရဖြစ်တဲ့အတွက်မနှိပ်ပြတော့ဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိပြီးအသုံးတဲ့မယ်လို့ယုံကြည်ပါတယ်မသိသေးတဲ့မိတ်ဆွေတွေသိရအောင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share ပြုလုပ်သွားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ